ချက်ပြောရအားလုံးပဲမင်္ဂလာပါအတန်ကြဲကြဲကြီးပြောလို့မရဘူးလို့ပြောတဲ့အတွက်ကြောင့်မလို့ဒီမှာရောက်ရှိလာတဲ့မြန်မာပြည်ဖွားတွေပဲဖြစ်ဖြစ်ဩစတြေးလျနိုင်ငံမှာမွေးဖွားတဲ့ဒီပါပြည်သူမောင်နှမတွေအားလုံးကိုအရန်ကျေးဇူးတင်တယ်ဆိုတော့ပထမဦးဆုံးအနေနဲ့ပြောချင်တယ်ပြီးလို့ရှိရင်အရန်လည်းပဲလေးစားပါတယ်နော်ကျမတို့တွေကနိုင်ငံခြားရောက်နေပြီမဲ့ဘယ်ကလဲလို့မေးလို့ရှိရင်ကျမတို့အားလုံးမြန်မာပြည်ရလို့ပဲပြောကြမှာဖြစ်တယ်ဒီကနေ့ကျမတို့ဒီနေရာမှာလာရောက်ပြီးတော့မှအခုကြဆုံးသွားတဲ့အာဇာနည်တွေကိုအယိုတင်ပေးတယ်ပြီးတော့ကျမတို့ရဲ့နိုင်ငံတော်စစ်မှန်တဲ့ဒီမိုကရေစီရဖို့အတွက်ကျမတို့လာတဲ့အခါမှာလုံးဝအလကားချင်းမဖြစ်ဘူးဖြစ်တယ်ဆိုတော့ဒီအရာကတနေ့မှာကျမတို့ဒီအချိန်မိုးတွေရွာနေတဲ့လေတွေတိုက်တဲ့အေးတဲ့တချို့ဆိုချက်သေးလေးတော့ထားတယ်နော်အဲ့တော့ဒီအရာကထားမဲ့လုံးဝမဖြစ်ဘူးဒီအသိပုံကိုကျမတို့တကယ်ရိတ်ကိုရိတ်ရမယ်ယုံကြည်တယ်နော်ကျမလည်းအရင်ယုံကြည်တယ်ဆိုတော့အခုလို့ကျမတို့ဆန္ဒတွေပြကြတယ်မြန်မာပြည်မှာရှိတဲ့ကျမတို့ဆွေမျိုးတွေအတိုင်းဝိုင်းတွေမိတ်ဆွေတွေရိုက်ဖြတ်ခံရတယ်ပြိဿံတွေခွေးပြေးဝတ်ပြေးရတယ်သူတို့ဘာမှအဖြစ်လုပ်ထားတာမရှိဘူးဒါပေမဲ့ကျမယုံကြည်တယ်အခုလိုပဲနိုင်ငံတကာတီးတီးမှာရှိတဲ့မြန်မာပြည်ကနေမြန်မာပြည်သားတွေအားလုံးကအခုလိုတူတူလက်တွဲလုပ်ဆောင်ကြမယ်ဆိုလို့ရှိရင်ကျမတို့လိုချင်တဲ့စစ်မှန်တဲ့ဒီမိုကရေစီကိုရရှိမယ်ဆိုတာကျမယုံကြည်ပါတယ်ဆက်လက်ပြီးတော့မှကျမတို့အတီးတီးကိုးကွယ်တဲ့ဖရားစီမှာလည်းကျမတို့ဆုတောင်းကြမယ်အဲ့ဒီဖရားကလည်းကျမတို့ဆုတောင်းတန်ကိုဖြည့်ပေးမှာဖြစ်တယ်ဆိုတော့အားလုံးကိုကျေးဇူးတင်ပါတယ်ဆိုတာပြောရင်းနဲ့ဒီလိုချုပ်ပါတယ်ကျေးဇူးတင်ပါတယ်အားလုံးကြည့်ကြတာပဲဒီနေ့ကဘာတွေ့လာလဲဆိုတော့အားလုံးကသိကြမှာပါဒီစစ်ချမ်းဖတ်ဒီစစ်အဖွဲ့အစည်းကိုကျမတို့ကိုရှင်းချပါတယ်သူတို့ကြောင့်လည်းကျမတို့က Gen Y Generation Y X Y Z အကုန်လုံးအမြင့်တုံးအောင်သူတို့လုပ်ခဲ့ကြပါတယ်ဒါရီကျမတို့မကျင်တတ်ပါဘူးကြောက်ဆုံးသွားတဲ့အာဇာနည်ရဲ့သွေးတွေမချောက်သေးပါဘူးဒီမချောက်သေးတဲ့ကျမတို့ဖြစ်သက်ပြီးတော့ဒီကိုတိုးသွားမှာပါအားလုံးယုံကြည်ပါတယ်အခုလာတဲ့ညီကောင်မတွေရောက်စီတော့ကျမအရင်ကျေးဇူးတင်တယ်လေးစားတယ်ဒီနေ့ကျရင်ကျမတို့အောင်မြင်မှာပါမုန်းချအောင်မြင်မှာပါတော်မတွင်းနဲ့တခြားနေရာမတွင်းနဲ့ကျမတို့ရဲ့မြန်မာနိုင်ငံကညီကောင်မောင်နှမတွေကဘယ်လောက်ထိခံနေရတော့လဲဟိုဒီ1960ဦးနေဝင်းကနေစပြီးတော့ခုထိဒီမင်းအောင်လိုက်ဆိုတဲ့စစ်ခွေးနဲ့တော့မှကျမမမှန်းချင်ခွေးရပစ္စာရှိတယ်သူ့ရဲ့ပိုင်ရှင်ပေါ်မှာခွေးရပစ္စာရှိတယ်ဒီစစ်ခွေးရပစ္စာမရှိဘူးကိုချောင်းစားအဖေအောင်စမ်းကျမတို့ဒီကိုတမတော်တော့ဘာအတွက်တီးဆောက်ခဲ့လဲဆိုတာသူပြောခဲ့တယ်ပြည်သူတွေကိုတောင်းလျှောက်ဖို့ကာကွယ်ဖို့သူတမတော်ကျိုးဆန်းနဲ့ရဲဘော်3ချိန်လေးနဲ့ပဲသူစူးစမ်းခဲ့တာအခုသူတို့ဘာဖြစ်လို့အဲ့လိုမျိုးလုပ်နိုင်တာလဲကျမလုံးဝစဉ်းစားလို့မရဘူးလူတရားရဲ့အုံလုံးနဲ့စဉ်းစားလို့မရတဲ့အချိန်သူတို့ရုံပါတယ်တချို့ကလေးတွေကြားဆုံးသွားတဲ့ကလေးတွေကျမရဲ့မောင်နှမတွေလိုပဲကျမခံစားရတယ်နေပြည်တော်မှာကြားဆုံးသွားတဲ့လူတွေကဲဖို့အတွက်သူ့အနောက်အကိုတနပ်ပြစ်လိုက်တယ်ဒီလိုအရာမျိုးကဘာပေါ်မှာကျမတို့တွေ့ဘူးလားဒီမြန်မာပြည်မှာပဲရှိတယ်ဒီမြန်မာပြည်မှာပဲရှိရရှင် ဘာမျိုးဒီနဲ့ခါတော့အရင်စိတ်ဟာပေါ်ကောင်းပါတယ်စဉ်းစားလိုက်ကျမဝန်နေမိတယ်အခုလည်း social punishment ကိုကျမတို့ပြောကြတယ်ဟုတ်ပါတယ်စစ်ကိုချုပ်ရဲ့သားသမီးတွေလည်းလူတွေပါပဲဟုတ်ပါတယ်ဒါပေမဲ့သူတို့လည်းသိပါတယ်သူတို့ပြင်နေတယ်ဘာလို့ဖြစ်လဲဆိုတော့သူတို့သိပါတယ်ကျမတို့ဒီ generation X Y တော့ဆိုလို့ရှိရင်ကျောင်းမှာပိုးချုပ်တွေလာတော့ဆိုရင်ကျမတို့ဘယ်လိုမျိုးသူတို့ကိုသက်ဆိုင်ပြရလဲဆိုတော့အကုန်လုံးသိကြမှာပါလူငယ်တွေကျမပြောချင်တယ်ကျမတို့နားလဲကိုမမြင်ကြအောင်မှာပါပိုးချုပ်တွေကျောင်းလာပြီးဟဲ့ဆိုလို့ရှိရင်ကျမတို့အောက်တန်းစားရလို့ပဲမျက်နှာခိုင်းတယ်သူတို့ဖျားလို့ရှိဖို့ခိုင်းတယ်ဒါမဟုတ်ပါဘူးမြေစုတို့ NLD အစိုးရတော့ဘယ်လိုမျိုး
ကျောင်းသားတွေဘယ်လိုသူသက်သက်ဖြစ်လဲဆိုတာကျွန်တော်တို့တွေ့မှာပါတပုံနဲ့မျက်စိတအနဲ့တွေ့ခဲ့ကြမှာပါဒီရရကျွန်တော်တို့စဉ်းစားမယ်ဆိုလို့ရှိရင်ရှောင်းဝမ်းနေလို့ပါပါတယ်ဒီလိုမျိုးအာဏာကိုသူတို့အတ္တမနဲ့မတရားတော့နီလာအဖြစ်ဒီလိုမျိုးတိုင်းနေဆိုတာဒါမှဖြစ်တဲ့မှာလို့ရှိရင်ဖြစ်တဲ့မှာကျွန်တော်တို့အကုန်လုံးစာဆုံးသွားတဲ့အာဇာနည်တွေကိုနှလုံးသားထဲမှာအများအားမှတ်မိနေပါပါအခုမြန်မာပြည်မှာလည်းကျွန်မရဲ့ဆွေမျိုးတငယ်ချင်းတွေလည်းစီးရီးယားမှာပါဝင်နေပါတယ်ကျွန်မအရင်စိုးရိမ်ပါတယ်နေ့လည်းညလည်းအဲ့လိုမရပါဘူးဒါပေမဲ့အကုန်လုံးလည်းဒီလိုပဲမိသားစုတွေတငယ်ချင်းတွေရှိမှာပါမြန်မာပြည်မှာစီးရီးယားလုပ်တဲ့လူတွေစိတ်ကုန်နေကြမှာပါစီးရီးယားမို့လည်းအများအားထောက်ပံ့ပေးကြရအောင်လို့ကျွန်မဒီကနေပြီးတော့အားပေးချင်ပါတယ်ကျေးဇူးတင်ပါတယ်ရှင်I will talk in English right now. As all of you here, we're here because of the Burmese military terrorist organization took over the authority in Myanmar without any reason at all. Even the 2008 constitution that they made up, they even breached their own constitution. In what world would they think that they can do this? In anywhere in the world, except for North Korea, they would just spread out all those fake propagandas, everything. Only in Myanmar they would do this. There's so many young generations are dying in the street. They would go in the houses without any warranties at all. They would beat them up, they would torture them, they would kill them without any hesitation. Can you imagine? We're still fighting for democracy for how many years? For more than decades. All the ethnics are still oppressed. They're still being tortured. How could they? They don't care if the protesters are children or minors or women or not. They don't care. They don't have this humanity in their mind. They only care is the power of greed. However, we will still move on and keep fighting for democracy for our. Let's all keep that in our mind and our heart. Yes.
ရေးတာပေါ့အောက်မရငါ့ကိုဝတ်ပါတော့တောက်လို့ငါပြောကြည့်ငါ့ကိုပဲနော်တောက်တယ်အရာတကယ်ဒါမှဖြစ်တယ်ဒါကြောင့်ဘာလို့ရတယ်ညနေမှာတော့ဟုတ်ပါဘူးတော့ဆက်ဆက်အားဖြည့်တော့လည်းဘာမှမနိုင်နိုင်ဘူး Yes. 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 So I got a teaching mark. Queria, how it? Queria, do look at it. Queria, do look at Nambushi. Queria, now, Queria, Kaja. Queria, do the kid how we did. Jesus, the other Queria, to me, she will think that. To me, you don't go quick and look like this is Queria. I explain you in English. Everyone in Burma, whoever demonstrate nighttime, they went to the house and then they broke the gate, they broke the door, and they killed the people, and they killed the dog. Innocent dog, they killed by military. Quit attention. Quit the kind of Burma. Quit the kind of Quit the Nayar. These sick people do that. You don't touch it. Imagine. Anytime I quit it. Oh, she had put it in the eye. Got it. The guy what cheese at it. Cheese and let it. A man who let a dream that. Quit attention to this. Come on, me, do. Tomorrow, how about it? Make chance for somebody. Move on tight. Darling, self-defense. We have allowed to defend ourselves. Who stay down, chill a bit. I think I love that kind of young girl. I need to tomorrow. Blue up, but I everybody have a right to tell what you want, what you don't want. Macau, machine of Malojin Babu, which is about Yokim sheep. Deep Yokim sheep that Yamana machine. We have everybody, every humankind have a right to tell what you want, what you don't like. You don't have a right to tell in Burma. That's just Burma. Whenever, as long as that military ruling, we never ever have a right to tell what we want. So what we have to fight until we die. Till we die, we have to fight them. That's it. I don't need Java. I don't get that Java. Luwamu, I don't get Yabado. I don't get that Yabado. We have a military. Don't take that jazzy that. Yeah, very good. Teacher, tomorrow celebrate. I go when Jame. Tomorrow 9 Bayani, tomorrow fight or Jame. I know. Aloha Jinia, silent production, Peter, then you will be out. Then tomorrow, generation wide down in it. Generation wine yet, yours are Ali Peter Yalu, tomorrow, Bido, Sheriff and Bibame. Today, be said, I hold out there, and then get my Michigan or Colobiba. A young sailor shower, Tilo Muya idea, allow Chimelo Lematenke Ubono, Time, Nigo Monamari, young or Silo Yare. I know tomorrow today, say Anna Shansanita Shongo solution. Tomorrow, Mripu Muya, no shabby metini, tomorrow Bagajetti, tomorrow Ulio, tomorrow Yalis Havare. Did it devour machine, tomorrow Dilo, Flo Chamu, Yalon, I made Matemau. Did a young Jesu Demare, a young Daisy, Jesu Demare. Did a say Anna Shansanity, tomorrow, a lower and deep Toama Pepare.
လုံးမဲ့အရာကိုကျမတို့မမျှော်လင့်ပါဘူးကျမတို့ကိုယ့်ဘာသူကိုရက်တည်နိုင်ပါတယ်ကျမတို့မြန်မာနိုင်ငံနဲ့ကျမတို့တက်နိုင်တဲ့ဘက်ကအများကြီးရက်တည်သွားဖို့လည်းရှိပါတယ်ဒီလိုဆက်အာဏာရှင်စနစ်ကိုကျမတို့လုံးဝအမြင့်ဖြုတ်ကြမယ်မတရားမှုတွေကိုလုံးဝဖိစံမယ်ဆိုတဲ့စိတ်ဓာတ်နဲ့ဒီနေ့ရောက်တိုင်းစီကလှုပ်ရှားနေတာဖြစ်တယ်အဲ့တော့မတရားတဲ့စစ်အာဏာတွေကိုလုံးဝဖိစံမယ်မတန်ဘူးရှင်ဒီအတွက်ကျမတို့လိမ့်ပြအတန်အောင်ကျမတို့ဒီအများဝအောင်ကျမတို့ကြိုးစားကြမယ်။တမိုင်းလာအောင်လည်းကျမတို့ကြိုးစားကြမယ်။ကျမတို့ချီးမွမ်းမှုလည်းမလိုဘူး၊ကဲ့ရဲ့မှုလည်းမလိုဘူး။ကျမတို့လိုချင်တာပါလေအမှန်တရားအတွက်ဒီအတွက်ကျမတို့အမှန်တရားအတွက်ဆက်လက်ပြီးတိုက်ပွဲဝင်ကြမယ်။ဒီတဲ့ညီကောင်မောင်နှမများအားလုံးဒီဒီမိုကရေစီအဲ့တော့ကျမတို့စန္ဒာပြင်းပြထားပြီးစပ်ဖိုက်မယ်။စန္ဒာပြင်းပြထားပြီးမတိုက်ရင်ကျမတို့ကံချက်ပြင်းနေတဲ့တုံးဝမှုပဲရှိတယ်။ဒီအတွက်ကျမတို့ဒီ CRPH အတွက်ကျမတို့ဆက်လုပ်မယ်။ CDN လုံရှားမှုတွေဆက်ပြီးစူးစမ်းကြမယ်။ဒေါက်တာဆဆကိုအများနဲ့ကျမတို့ support လုပ်မယ်။အားကြောင့်လေကျမတို့အမေကိုချစ်တဲ့ဒီတိုင်းကြီးကျမတို့ချစ်ရမယ်ဒီဖြစ်တယ်။ကျမတို့ရဲ့ပြည်သူ့ပြည်ချက်တင်ရောက်ထားတဲ့အစိုးရဒီကျမတို့ဘဝဖြစ်တယ်။ဒီအတွက်ပြည်သူတင်ရောက်ထားတဲ့အစိုးရကိုကျမတို့ပြည်သူအာဏာပြန်ပေးရကျမတို့ရေးရဖြစ်တဲ့အတွက်ဒီနေ့နောက်ဆုံးချိန်ထိတိုက်ပွဲကိုတော့ရဲဘော်တို့အားလုံးကိုကျမဖိတ်ခေါ်ပါတယ်ရှင်။ Yes. Yeah, bravo. အဲ့တော့အားလုံးတတိရှိပါအားလုံးရှယ်ရပါအားလုံးပညာရှိပါကျမတို့အားလုံးအကျဉ်းချင်းတွေအားလုံးကိုလည်းလက်ခံပါတယ်အရောက်တိုင်းစီရဲ့အကြောင်းရင်းတွေကျမတို့ကိုလာပေးပါလို့တောင်းဆိုချင်ပါတယ်ရှင်အားလုံးကိုကျေးဇူးတင်ပါတယ် So today is the International Women's Day, the special day that we are supposed to be happy, to celebrate. But today we are here crying and mourning for our lost mothers and sisters in Burma at the hand of the Myanmar military regime. We will not rest until we win this battle. We will not sleep. We will not eat. Not give up. We never give up. No. We are not sure how many sleepless nights we're gonna pass. We are not sure how many restless days we're gonna pass. But we keep moving on until this game is completed. So now I would like to read a letter to the Prime Minister. The Hon Scott Morrison MP, Prime Minister of the House Canberra. So, dear Mr. Prime Minister, on the behalf of the Burma Democracy Support Network, Melbourne, we would like, as a matter of urgency, to draw your attention to the current political dilemma in Myanmar and urge your administration to take necessary actions to prevent the killing of peaceful protesters and innocent civilians by the illegal military regime. This illegal regime government is using armed force, tear gas, snipers, and even fighter jets to crack down on and disperse peaceful protesters, resulting in the death of 52 innocent people at the time of writing this letter today. It is a serious violation of universal human rights, and is a crime against humanity. If the government of Australia does not take action to save lives in Myanmar, there will be more bloodshed, murder, and arbitrary arrest of its citizens. It is a crucial and grave concern for us, and we humbly ask the support of your administration in the restoration of democracy, peace, justice, and freedom in our country. Therefore, we would like to request the Australian government to stand with the people of Myanmar and, number one,
to condemn the illegal military regime in the strongest way as possible. Number 2, to press the regime to allow peaceful protests and refrain from the use of firearms on its own people. Number 3, to send an emergency humanitarian intervention team to prevent the killing. Number 4, to grant protection visas for Myanmar asylum seekers from Australia as soon as possible. Thank you very much for your kind attention to the matters. The Burma Democracy Support Network has been formed by different Chin community leaders living in Victoria to support the restoration of democracy and support the civil disobedience movement in Myanmar. Thank you. Bravo. Very good. Bravo. Justice for not just Aung San Suu Kyi, justice for Myanmar, justice for people who have been killed, murdered and slaughtered, right? Yes. Okay. And we know that the Chinese Communist Party is helping the military regime. Okay. So we are here on the International Women's Day. We condemn the Chinese Communist Party, not the Chinese people, okay? We are not here to hate anybody. We are here to send the message completely condemning the Chinese Communist Party. Your business, they only interest your business. Our life matter. Your life, our life matter, right? Yes. Okay, so number 1, what do we need? What do we need? Justice. ကျွန်တော်အခုနကျွန်တော်ပြောသလိုပဲတယောက်ကိုကျွန်တော်မုန်းတာမဟုတ်ဘူးကျွန်တော်တယောက်ကိုအောက်ချုံနေတဲ့ကျွန်တော်တို့ရဲ့တို့ကွန်မြူနတီပါတီကိုကျွန်တော်တို့မုန်းတာဖြစ်တယ်အခုတော့စီပွားရေးကိုတစ်ဆက်ဝင်စားတယ်ကျွန်တော်လူကြီးတက်တာကိုဘာမှစုပ်ပြီးမဆက်ဘူးအဲဒါကြောင့်ကျွန်တော်တို့တယောက်ကိုအစိုးရကိုကျွန်တော်ပြင်းပြင်းထန်ထန်ထုတ်တာဖြစ်တယ်ဟုတ်ပြီနော်ကျွန်တော်ဒီတယောက်ကွန်မြူနတီပါတီလို့ origin ချမ်းဘယ်လိုအောင်မလဲမြန်မာပြည်နဲ့ချက်တော့ပါ care of မြန်မာလို့ကျွန်တော်တို့ပြောလိုက်ပါနော် okay once again what do we want Democracy. what do we want Democracy. Democracy. what do we need Justice. Justice. what do we need Justice. Justice. what do we want Democracy. Democracy. what do we want Democracy. Democracy. what do we need Justice. Justice. what do we need Justice. Justice. Chinese Communist Party Get out of Myanmar. Chinese Communist Party Get out of Myanmar. Very good. Very good. this is very good okay once again what do we need Democracy. they have killed the children the women the girls who have been protesting innocently against the military coup that's why we are here to protest so what do we want Democracy. what do we want Democracy. Democracy. what do we need Justice. Justice. what do we need Justice. Justice. what do we want Democracy. Democracy. what do we need Justice. Justice. Chinese Communist Party Get out of Myanmar. Get out of Myanmar. Chinese Communist Party Get out of Myanmar. Get out of Myanmar. when do we need Justice. good job We support power of people in the democracy in the Myanmar. We want international United Nations action, no talk. We are crying no to this general. They are criminal. We go to international court military. I am here support with the power of people in thank Myanmar. you Long live အားလုံး democracy, ကျေးဇူးတင်ပါ long တယ် live ကျွန်တော်တို့ freedom. အခုကျွန်တော်တို့ပြောပါမယ်ကျွန်တော်အားရပါရကျွန်တော်တို့နိုင် What do we want Democracy. Democracy. What do we want Democracy. Democracy. What do we need Justice. Justice. What do we need Justice. Justice. We need justice from Myanmar
justice for people who have been emotionally taken away. They have been murdered, they have been slaughtered like animals. We don't accept in a modern society. So we also condemn any country, any government helping the Burmese military regime. So who is helping the military regime? The Chinese Communist Party is helping the military regime in Myanmar. Okay? So, the Chinese Communist Party? Chinese Communist Party? Chinese Communist Party? What do we need? Justice! Justice! What do we need? Justice! Justice! What do we want? Democracy! Democracy! What do we want? Democracy! Democracy! What do we need? Justice! Justice! Yes, we need justice. We do again. What do we need? Justice! Justice! What do we need? Justice! Justice! What do we want? Democracy! Democracy! Chinese Communist Party? Chinese Communist Party? What do we want? Democracy! Democracy! What do we want? Democracy! Democracy! What do we need? Justice! Justice! What do we need? Justice! Justice! Thank you. အဲ့အတွက်ကျွန်တော်တို့အခုမှတယ်မဟုတ်ဘူးနှစ်ပေါင်း90ကျော်ပြီ China Russia backup ပေးလာတာဒီအတွက်ကြောင့်မလို့ကျွန်တော်တို့ရဲ့ democracy တော်လှန်ရေးကလည်းမအောင်မြင်ဖြစ်နေတယ်အဓိကက China အခုစစ်အာဏာသိမ်းတာလည်းတရုတ်ရဲ့လက်ချက်ပဲသူကနေ backup ပေးထားတယ်အဲ့ဒီအတွက်ကြောင့်မလို့ဒီမင်းအောင်လှိုင်ကလည်းအာဏာသိမ်းလိုက်တယ်သူတို့မှာဗမာပြည်ကနေတရားဇာတာတွေကိုတူးကျင်တိုင်းတူးယူကျင်တိုင်းယူလုံနိုင်တယ်လို့မြန်မာစစ်အုပ်စုစစ်အာဏာရှင်တွေကိုလည်း China ကမြောက်ပေးတယ် backup ပေးတယ်ဆိုတာအကုန်လုံးသိဖြစ်တယ် United Nations မှာ Security Council မှာမြန်မာစစ်အာဏာရှင်တွေကိုအရေးယူဖို့လုပ်တိုင်းသူတို့က reject ထုတ်တယ်အဲ့တော့ကျွန်တော်တို့ China ကိုကျွန်တော်တို့ကစမ်းကြရမယ်ဒီဖြစ်ပျက်ခဲ့တဲ့ဟာတွေဗမာပြည်မှာတပ်ဖြတ်နေတာတွေအကုန်လုံး crime against humanity ဒါက China မှာလည်းတာဝန်ရှိတယ်အဲ့တော့ shame on you ဆိုရင် China လို့အောင်မယ် okay shame on you China! China! shame on you China! China! shame on you China! China! military coup is China China military coup is China! China! military coup is China! China! shame on you China! China! shame on you China! China! shame on you China! China! အရှေ့တော်ဘုံအရှေ့တော်ဘုံအရှေ့တော်ဘုံလူယူထားတဲ့ဒုနိုင်ငံလူယူထားတဲ့ဒုနိုင်ငံလူယူထားတဲ့ဒုနိုင်ငံစစ်လက်နက်တွေဝယ်ထားတာစစ်လက်နက်တွေဝယ်ထားတာစစ်လက်နက်တွေဝယ်ထားတာစစ်အာဏာရှင်ပေါင်းပါမြောက်အလုံးမရှိစစ်အာဏာရှင်ပေါင်းပါမြောက်စစ်အာဏာရှင်ပေါင်းပါမြောက်ဒီမိုကရေစီရရှိရေးဒီမိုကရေစီရရှိရေးဒီမိုကရေစီရရှိရေးအမေစုနဲ့ပေါင်းပါမြောက်ချက်ချင်းလို့မေစုနဲ့ပေါင်းပါမြောက်သမရာကြီးနဲ့ခေါင်းဆောင်မြောက်သမရာကြီးနဲ့ခေါင်းဆောင်မြောက်ဘိုးချုပ်ပေးတဲ့စစ်ပညာဘိုးချုပ်ပေးတဲ့စစ်ပညာဘိုးချုပ်ပေးတဲ့စစ်ပညာစစ်လက်နက်တွေဝယ်ထားတော့စစ်လက်နက်တွေဝယ်ထားတော့စစ်လက်နက်တွေဝယ်ထား
Yes, yes, yes. အာနာယူမင်းအောင်နိုင်နဲ့မာလာနောက်လိုက်ညာ အာနာယူမင်းအောင်နိုင်နဲ့မာလာနောက်လိုက်ညာအာနာတိတ်မင်းအောင်နိုင်နဲ့မာလာနောက်လိုက်ညာအာနာတိတ်မင်းအောင်နိုင်နဲ့မာလာနောက်လိုက်ညာကျန်းဖက်စေအောင်စုမင်းအောင်နိုင်နဲ့မာလာနောက်လိုက်ညာကျန်းဖက်စေအောင်စုမင်းအောင်နိုင်နဲ့မာလာနောက်လိုက်ညာအရှဲကဘုံ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 ကျေးဇူးတင်ပါတယ်အာနာရှင်စနစ်ကိုစမာမီးတွေကိုဒီတော့ငါတို့ကျမတို့ဘာမှကျေကိုဆိုတဲ့ချင်းနဲ့ဆိုကြမယ်ဟုတ်တယ်နော်ပြေနော်ဒီရဲဒီလားဒီရဲဟဲ့ ဘာမကြည့်ဘူးတစ်ချက်လေးပူပေါင်းပြီးဆိုကြမယ်နော်As we know, today is International Women's Day around the world and in Australia. All the women are respected and people are celebrating. Well, in Myanmar, even last night,
women were raped, murdered, killed. We are here to stand against the military regime who killed its own people. We all know that recently, 90 years old, this Jasin was killed by a sniper from the roof. It is crime against humanity. Actually, today in Myanmar, all the women of Myanmar should be celebrating freedom, justice, happily, and all the world, around the world, and especially in Myanmar, we should exercise our freedom. But we are under darkness, under the military regime. So we are here together to against this practice of the military regime. In the last 30 years, this military regime has changed their color 6 times. The same people in the different form, they come and rule the people and kill its own citizens. This is unacceptable. Ni upatak an pek ni silewa kan ni korama chun dai heman tong tha an tong zau chia tak tak lam lai dia tha thoma tha chukan tuk an ton cha hingak na kan lung thin lo nak le kan ngai chet nak kan dak lak kan nak se le ni hina hin kan tua ho mi chu tam pi om lo na ten lung rol ten kan ngai chet nak le kan ram mi pi million som nga le pali som nga le pangani an tem tur na pial te kahin kan ngai chet nak kan dak lak kan nak he hi garam mi sin ha se vulai chungi mi bel te ne ka thik ya ha se lo rakan zuan ho pop kan hau kahin chanan rak pial nia save Myanmar women ya kan pial ban bin koram nu ha hi rakan pil vengo rakan bomu tikha kan chimdu mi se le mi hina Australia Prime Minister Scott Morrison sina sise chun Foreign Minister Maurice Payne sina cha kan pial atoina ten appoint te krak sim lai Scott Morrison Prime Minister sina cha kan thiale atu in kan tin la chang ka ten kan hi pot challa chu cha kan thial mi hal na kan to mi chu hun li se pakhat na ka atu ban to ken ram mi pi atlai he tu chau za he fa pin na thang chet lai na tak lai chun apan hi na ka salong ten andu lo nak alang tap tu ram mi pi bial te ni salong ten sanda an pi nak hi an pi kho nak kha le mei thal le chun apun phun mangin na ka kha lai lo tia na thau lai tia kan for apathum na ka emergency humanitarian intervention team Australia ni nan tha lai koram chunga atu ban to kan ama ami nong lila akapia that tu gel te na an to tin la un kha cha dinga bom chan tu na tha lai tia chang tial apalina ka koram mi Australia rama hum himna ahal mi bilte visa na pe khalai tia chakan tial chu atu kan tin la chang aten Scott Morrison sina kan pe ting mi se tikha ni international women daya arakrami bilte theitar kan tu hai nan chunga lunglop nak tam pi kan nei hi daudal nak kan to nak he kan tai hrim lai tia ka dia ka doctor to celebrate this beautiful day because of who? Because of terrorists, the military regime. Don't accept, because in modern society there's no play like this, but only the terrorist military regime, they kill our citizens like animals. They make their own citizen enemy. So that is why we reject the military regime, and also we reject any government helping the military regime. Who is helping them? China! We don't hate the Chinese people, but we hate the Chinese Communist Party because of their support and help the military survive for the last 50 years.
Once again, in 2021, they are helping them. Do you know that? Do you know that? Yes. Again, do you know that? Yes. We know it. The world knows it. That's why we are here to reject. The Myanmar people, we want democracy. We need justice. So, let's show again. What do we want? Democracy! Democracy! What do we want? Democracy! Democracy! What do we need? Justice! Justice! What do we need? Justice! Justice! Chinese Communist Party! Get out Myanmar! Get out Myanmar! Chinese Communist Party! Get out Myanmar! Get out Myanmar! What do we want? Democracy! Democracy! What do we need? Justice! Justice! Today, under the rainy weather, we are not afraid. We are not afraid because somebody may get cold. You may get cold. But we are not afraid. Our brother and sister are dying in our country. They have no weapon. They have no gun. They are defenseless. They have no protection. But this military regime is killing them. They kidnap the people at night. They arrest them. They beat them. And they kill them. We don't know how many bodies has been laid down and buried in the hospital or in the cemetery. We don't know yet. This is the truth. This is the fact. That is why the young fella today, I see so many women, the young fella. You have to tell your friends in your school, this is what's happening. You should not be silent. We should not be silent. Until democracy is restored back in Myanmar, we will fight. We will come again and again over. We will fight for our democracy. Okay? So, dictatorship has no place in modern society. Okay? Yes, once again, we're gonna do some slogan. I'm gonna add today our beautiful and strong woman. You stood up here and you do the slogan. So save Myanmar and save Myanmar women. You're gonna say now, okay? Save Myanmar! No! Save Myanmar women! No! Save Myanmar! No! Save Myanmar women! No! Save Myanmar! No! Save Myanmar! No! Save Myanmar women! No! What do we want? Democracy! Democracy! What do we need? Justice! Justice! What do we need? Justice! Justice! Chinese Communist Party! Get out Myanmar! Get out Myanmar! Chinese Communist Party! Get out Myanmar! Get out Myanmar! Thank you. Before we start at 2 o'clock, so our demonstration will be finished at 2 o'clock. But however, right now we're gonna stand and we're gonna keep silent in honor of our women and the people who have been killed and murdered in Myanmar. Just for a silent protest. So everybody will stand up here and raise your hands or raise your banner or your whatever you hold. Okay, so no phone call, no noise. We're gonna make some silence for 1 minute. Thank you. Chinese Communist Party! Get out Myanmar! Get out Myanmar! Chinese Communist Party! Get out Myanmar! Get out Myanmar! What do we want? Democracy!
We are here to reject the Chinese Communist Party intervention in our country, helping the military regime. That's why we are here to condemn it. We will keep condemning each Chinese Communist Party, okay, until our fight is finished to restore democracy. Do you agree? Yes. Okay, so I'm gonna call one of our women leader to do the slogan for 5 minutes to stand up, because standing is very powerful. You're sending the message to the public. You're sending the message to the world. Okay? Okay, ဒီနေ့လာတဲ့သူတွေအားလုံးကျေးဇူးတင်တယ်ကျွန်တော်ကအခုဒီဩစတြေးလျအစိုးရနဲ့နိုင်ငံတကာအစိုးရကိုကျွန်တော်တို့ဗမာပြည်မှာပြန်ပြီးတော့ဒီမိုကရေစီရနိုင်ဖို့အမြန်ဆုံးနဲ့ဆောင်ရွက်ဖို့ကျွန်တော်နည်းနည်းပြောချင်ပါတယ်သူတို့ကျွန်တော် Australia government and international government international community to end now to protect the people of Burma, the people of Myanmar. Women and girls are being killed in the street of Rangoon, in Mandalay, in other cities. This is the same regime, the same military who killed thousands of students, women and girls in 1988. I myself is 88 generation and my friend is 88 generation. This is the same regime, the same military who killed months and many women and girls in 2007. This is the same regime who commit crime against humanity in Rakhine State few years ago on the Rohingyas. This is the same regime who killed ethnic cleansing, who commit war crime against ethnic nationalities, against Karen, against Kachin, against Shan, against Ching, against Rakhine, and the people of Myanmar. This is the same regime now committing war crime against its people. UN, Australia government, international body, how many dead bodies do you need to add? How many dead bodies do you require to add? Now is the time to add. To coming as R2P or UN peacekeeping force. Peace-loving countries around the world, please collaborate now. Now is the time to add. We know the military regime is brutal government, terrorists. They will do whatever to maintain their power. So I ask Australia community, Australia government, international government, UN to unite and intervene and protect the people of Myanmar. Thank you. Okay. You go on on here, no? What do we want? Democracy, democracy, What do we need? justice, justice. Save Myanmar. No, no. Chinese Communist Party. What do we want? Democracy, democracy, What do we need? justice, justice. Save Myanmar. No, no. Chinese Communist Party. What do we want? Democracy, democracy, What do we need? justice, justice. Save Myanmar. No, no. Chinese Communist Party. Supporting the military. Stop now, stop now. Dictatorship. No. No, no. Dictatorship. No, no. Supporting the military. Stop now, stop now. What do we want? Democracy, democracy, What do we need? justice, justice. What do we need? Now. Now.
No Okay အဲ့တော့ဆိုရင်ကျမတို့သွေးသစ္စာတစ်ချင်းလေးညီကောင်ပေါင်းတွေအားလုံးတူတူဆိုပြီးတော့အခမ်းအနားကိုသိမ်းမှာဖြစ်ပါတယ်ရှင်အဲ့တော့သွေးသစ္စာဆိုကြည့်အောင်နော်စာမယ်ရေကြည်ပြီးညီတော်အပေါင်းတို့သွေးစီကညီစင်ညီကြဆိုငါတို့ရဲ့သမိုင်းကိုငါတို့သွေးနဲ့ရေးခဲ့ပြီးသွေးသစ္စာလည်းပြုခဲ့ပြီးအရှိကြည်ပြီးညီတော်အပေါင်းတို့သွေးစီကညီစင်ညီကြဆိုငါတို့ရဲ့သမိုင်းတစ်ခေတ်ကိုငါတို့သွေးနဲ့ရေးခဲ့ပြီးသွေးသစ္စာလည်းပြုခဲ့ပြီးနိုင်ငံတော်ကြွဆိုအသက်ကိုလည်းဗာမချီတေပစေကိုတောင်းတွေရဲ့ရှေကိုချီနိုင်ငံတော်ကြွဆိုအသက်ကိုလည်းဗာမချီတေပစေကိုတောင်းတွေရဲ့ရှေကိုချီလောလခွင်းနဲ့ငြိမ်းချမ်းရေးကြွရေးဆုံးသက်တိုက်ပွဲငါတို့ຫນွေရမည်နိုင်ငံတော်ကြွဆိုအသက်ကိုလည်းဗာမချီတေပစေကိုတောင်းတွေရဲ့ရှေကိုချီလောလခွင်းနဲ့ငြိမ်းချမ်းရေးကြွရေးဆုံးသက်တိုက်ပွဲငါတို့ຫນွေရမည်အစအနေပြန်ဆိုကြည့်ပါအရေးကြီးပြီအားရင်အပြည့်နဲ့နောက်ဆုံးဖြစ်တဲ့တော့ပါလောကအားရင်အပြည့်နဲ့ရှိသမျှအားရင်တွေကိုမချွေတာတော့ပါနဲ့ဖုတ်တုံလိုက်ပါ Okay Are you ready Yes Are you ready Yes Are you ready Yes စပါမယ်အရေးကြီးပြီအရှိကြီးပြီဒီတော့ပေါင်းတို့သွေးစီကညီစင်ညီကြဆိုငါတို့ရဲ့သမိုင်းတစ်ခေတ်ကိုငါတို့သွေးနဲ့ရေးခဲ့ပြီသွေးသစ္စာလည်းပြုခဲ့ပြီရေးကြည့်ပြီညီနောင်အပေါင်းတို့သွေးစီကညီစင်ညီကြဆိုငါတို့ရဲ့သမိုင်းတစ်ခေတ်ကိုငါတို့သွေးနဲ့ရေးခဲ့ပြီသွေးသစ္စာလည်းပြုခဲ့ပြီနိုင်ငံတော်ကြွဆိုအသက်ကိုလည်းဗာမချီတေပစေခွတ်တောင်းသွေးရဲ့ရှေကိုချီနိုင်ငံတော်ကြွဆိုအသက်ကိုလည်းဗာမချီတေပစေခွတ်တောင်းသွေးရဲ့ရှေကိုချီလောလခွင်းနေညာရဲ့ကြွစီစောင့်တဲ့တိုက်ပွဲငါတို့ຫນွေရမည်နိုင်ငံတော်ကြွဆိုအသက်ကိုလည်းဗာမချီတေပစေခွတ်တောင်းသွေးရဲ့ရှေကိုချီနိုင်ငံတော်ကြွဆိုအသက်ကိုလည်းဗာမချီတေပစေခွတ်တောင်းသွေးရဲ့ရှေကိုချီလောလခွင်းနဲ့နိုင်ငံရဲ့ကြွစီစောင့်တဲ့တိုက်ပွဲငါတို့ຫນွေရမည်ရေရမောအောင်ရမည်အရှိရမောအောင်ရမည်အရှိရမောအောင်ရမည် Thank you so much. We have a big announcement. We're gonna do fundraising on 20th of this month in the Eastern Melbourne in Melbourne on the open field. You can come and donate for the fundraising. We are supporting CDM, Civil Disobedience Movement in Myanmar, and we're going to do some fundraising there. And on 27th of March, we're going to do again in the Western Suburbs. So we're going to public on Facebook. You can go and follow theအားလုံးကိုလေးပြပါရဲ့အားလုံး Manza Manjin Khala See you next time နောက်ပြန်ဆုံးခြင်းနဲ့အားလုံးနဲ့ကြည့်လို့နော်